ဆိုတော့ပစ္စည်းကတော့ရောက်လာပါပြီဒါပါပဲเนาะပစ္စည်းပိုးကတော့8000ကျပါတယ်အဲ့တော့9800ပေါ့ဒီဖောက်လေးက9800ဆိုတော့ကျုံးပါမယ်ဒီကနေစားပေါ့လုံးဝဖောက်ရတဲ့ feeling ကိုကဟောဒီပေါ့တော့ဆောင်းဝိုင်းရှင်ခုံကိုပေါ့နော်ပစ္စည်းမှာပြီးရသွားတဲ့အချိန်မှာဖြစ်သွားတဲ့ feeling ကဆောင်းရမ်းမိုက်အဲ့အမှားဝေးတယ်ဆိုသိတယ်ဆိုတော့ဒီမှာအဲ့နဲ့ကဲထုတ်မယ်ကဲလိုလေးဒီလိုလေးလာပါတယ်အဲ့ကတော့နည်းနည်းပါရော့ဘာလေးဖြစ်မှာတော့ညမှန်ပါခရုံးဟက်ညမှန်ပါလုံးဝအလေးပဲကန်ရတဲ့ feeling ကိုကဒီမှာဒီတော့အပြင်ကပူလာတယ်ဗျတိတာအပြင်မှာကြည့်ရတဲ့ feeling ပူလာတယ်ဒီညမှန်ဆောင်းမိုက်ဒီမှာကညမှန်တော့ဘူးတစိတ်လေးတောင်အပါလေးကတ်တယ်ဗီဒီယိုလေးကတော့ဒါပါပဲအားလုံးပဲအပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ